ရဟိုအလုံးမင်္ဂလာပါကျမဒီနေ့တိုဘူးကြိုပြီးတော့တိုဘူးလေးတုတ်စားပြလို့ပေါ့နော်တိုဘူးကိုအိမ်မှာပဲအလွယ်တကူပေါ့နော်မျက်လုံးမှိတ်ပြီးကြိုရင်တောင်မှပဲလုံးဝတိုဘူးမပျက်စီးတဲ့နီးလေးကိုအားလုံးကိုမျှဝေပေးချင်ပါတယ်ရှင်အားလုံးပဲကျမနဲ့တူတူအဆုံးထိလိုက်ကြည့်လိုက်ကြအောင်နော်အရင်ဆုံးအနေနဲ့ကျမတို့တိုဘူးကြိုပြီးလို့ရှိရင်ထဲမဲ့ခွက်ထဲကိုပေါ့နော်ဒီတိုဘူးလေးတွေကတ်မသွားအောင်လို့စီနဲ့အနေကအနှံ့ပြကျမတို့နှံ့အောင်တုတ်ထားပါမယ်ရှင်ပြီးရင်တော့တိုဘူးကြိုဖို့အတွက်ကျမစမ်းချင်းခွက်3ခွက်စာရေနွေးလေးကြိုထားပါမယ်အမုံကတော့ပဲစိမ့်မုံသို့မဟုတ်တိုဘူးအမုံကိုသုံးလို့ရပါတယ်ကျမစမ်းချင်းခွက်2ခွက်စာသုံးထားပါတယ်ရှင်ဒီအမုံကိုကျမတို့ဒီတိုင်းပဲရေဖြော်ပြီးတော့သုံးလို့ရတယ်ဆိုပေမဲ့ပေါ့နော်မုံသားချောလေးလိုချင်လို့ကျမကအရင်ဆုံးစကားလေးနဲ့စစ်ချပေးလိုက်တယ်ပေါ့နော်ဒီနောက်ဆုံးအထိလုံးဝအလုံးလေးတွေပြုတ်ဆက်လေးတွေဖြစ်တဲ့အထိကျမကဒီစစ်ချပေးလိုက်တယ်ပြီးမှအဲ့ဒီအထဲကိုအမုံကစမ်းချင်းခွက်2ခွက်ဆိုတော့ကျမကရေကိုကြတော့3ခွက်ထည့်လိုက်တယ်ပေါ့နော်အဲ့ရေဆွတ်ပေါင်းကြိုထားတာ3ခွက်ဒီမှာထည့်တာ3ခွက်ဆိုရေရ6ခွက်ဖြစ်သွားတယ်ပြီးရင်အယောင်လောက်အောင်စနမုံထည့်တယ်အရသာအတွက်စားအနေငယ်ထည့်ပြီးတော့တေးချာလေးနှံအောင်မှွေပေးလိုက်ပါမယ်ရှင်အမုံလေးတွေကြေပြီးတော့ဒီလိုမျိုးပျော်သွားပြီဆိုမှရေကိုနည်းနည်းချင်းထပ်ပြီးတော့ဆက်သွားမယ်ပေါ့နော်အစောရေကတော့ပမာဏအတိုင်းပဲအစောတော့ပမာဏအတိုင်းပဲကျမတို့3ခွက်စာပဲထည့်တယ်နော်ဒီလိုမျိုးရင်နွေးကဒီလိုမျိုးပေါ့နော်စက်တိနွေးရုံပူပြီးတော့ဘလုံးလေးတွေထလာပြီဆိုလို့ရှိရင်ဒါထည့်လို့ရပြီဖြစ်နိုင်တယ်ဆိုလို့ရှိရင်လေအစောတော့ကျမတို့ပဲမုံရေဖြော်ထားတာကိုနိုင်ဝက်လောက်ထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မုံသားချောမယ်ရှင်ကျမတော့ဆောင်းတော့ငါအမုံရေဖြော်တယ်ပြီးတော့ရင်နွေးစုပွက်လာနဲ့ချက်ချင်းထည့်လိုက်တာဆိုတော့အမောင်ကတိတ်မပျော်သွားဘူးပေါ့ရှင်ဆက်ချင်းဆိုလို့ရှိရင်ဒီလိုမျိုးအမြုပ်အုပ်တွေရမ်းထွက်လာတယ်ဒီလိုမျိုးပေါ့နော်နည်းနည်းလေးပြစ်လာတဲ့အနေအထားလေးရောက်ပြီဆိုလို့ရှိရင်ကျမတို့ကစီလေးနည်းငယ်ထည့်ပေးရမယ်အဲ့ဒါဆိုရင်အမုံသားပိုချောတယ်ပေါ့နော်ဒါစကားနဲ့2ခါစစ်ထားတာတောင်မှပဲပြုတ်စာလေးတွေဖြစ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအမုံကိုဖြော်ပြီးတာနဲ့နိုင်ဝက်လောက်ထားပြီးရင်ပို့ပြီးတော့ကောင်းပါတယ်ရှင်အခုဒီနီးကပေါ့နော်ရေကတော့အနေငယ်များတယ်ဘာလို့လဲဆိုတော့ကျမမီးအေးလေးနဲ့ပေါ့နော်တေချာလေးကြိုပေးတယ်ပဲစိမ့်နဲ့ပြအောင်လို့ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ပဲစိမ့်နဲ့အကြံနဲ့ဒီတိုဘူးတွေကတော့ပြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေထားဆိုလို့ရှိရင်အနံ့ကြီးအရန်ပြင်းပြီးစားလို့မကောင်းပါဘူးအခုနေထားကကြတော့ဒီရေဒီအတိုင်းထည့်တယ်ဆိုလို့ရှိရင်တော့ပဲမုံလေးကဒီတိုဘူးကလည်းပြစ်တယ်ပဲစိမ့်နဲ့လည်းမထွက်ဘူးပေါ့နော်ဒီတိုင်းပဲပဲနဲ့မှုမွေးလေးနဲ့ပဲရပါတယ်ရှင်အဲ့ဆိုရင်ပဲကလည်းကြက်သွားတဲ့အနေထားကိုရမှာပါရှင်ဒီတိုင်းလေးပဲတေချာလေးလောင်းထည့်ပြီးတော့ညှိအပေါ်ပိုင်းလေးကိုညှိလိုက်တယ်ကျမတော့ဒီအကြံပြင်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အခန်းပူချိန်နဲ့2နာရီအထက်ထားတယ်ဆိုရင်ရပြီဒါကျမတော့3နာရီလောက်ထားလိုက်တယ်ပေါ့နော်ထားပြီးတော့အဲ့ဒါတေချာလေးမိမိလိုချင်တဲ့ပုံလေးဖော်ပေးလိုက်မယ်ပေါ့နော်ကျမတို့တိုဘူးဆိုတော့တိုဘူးပုံပဲလီးတယ်ပေါ့ရှင်တိုဘူးအနေထားကတော့မြင်တာနဲ့သိနိုင်ပါတယ်ဒီရင့်တဲ့အနေထားမှလည်းမရှိဘူးအီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ပျော့ပြဲနေတာမျိုးကြီးလည်းမဟုတ်ဘူးပေါ့နော်ကျမတို့တိုဘူးတုတ်တော့မယ်တိုဘူးတုတ်မယ်ဆိုလို့ရှိရင်ကျမဂေါ်ဘီရဲ့နန်းရဲ့ထည့်တယ်ပြီးရင်တိုဘူးကိုလည်းမိမိလိုချင်တဲ့ပုံစံလေးပေါ့နော်ပပရှည်လေးတွေလှီထားရမယ်ပေါ့ပြီးရင်ငံပြာကြီးထည့်တယ်မကြီးသေးအချင်ပါရှင်တိုဘူးကမကြီးသေးအချင်နဲ့လိုက်တာပါပြီးရင်စားထည့်တယ်ချုံမုံထည့်တယ်ပေါ့နော်အရသာတော့ကတော့ငံပြာကြီးလေးကကြတော့မွေးအောင်ထည့်တယ်တိုဘူးတုတ်ရဲ့အသက်ကတော့ဒီစီမွေးပေါ့နော်ကြက်သွန်အနီစီမွေးချက်ထားတာထည့်တယ်ပြီးရင်ငုတ်သီးအမှုံလေးထည့်ပြီးတော့ကျမတေချာလေးနေပြီးတော့တုတ်ပေးလိုက်ပါတယ်ရှင်ကျမတို့တိုဘူးတုတ်နေတဲ့ခါမှာဆိုလို့ရှိရင်တော့အားမထဲမိဖို့တတိထားရမယ်ပေါ့နော်ဒီကိုကတိတ်ရှိလေးတွေလှီထားလဲတိုဘူးဆိုတာပျော့တဲ့အမျိုးဆိုတော့ခါကြတော့လေးတည်ရမလားကိုနေနေတဲ့အချိန်အားမပါဘဲနဲ့ဆိုရင်တောင်မှပဲတူကြိုးကျင်နေတာဆိုတော့ခါကြတော့အားမထင်နဲ့နော်ဒါဆိုလို့ရှိရင်တော့အရန်ကိုရတာရှိတယ်တိုဘူးတုတ်လေးရတာရွေးဖြစ်ပါတယ်ရှင်လောက်ရတာလည်းအရန်ကိုလွယ်ကူပါတယ်ဒါဆိုရင်တစ်ခါတော့အိမ်မှာကြိုထားပြီဆိုလို့ရှိရင်ကြော်စားချက်စားဒီတိုင်းပဲတုတ်စားအရန်ကိုကောင်းပါတယ်အားလုံးပဲလက်ဆက်ကြည့်ကြပါဂျာနေ